မကြဟိုညတက်လေညတက်ပွဲရုံမလာတာကြာပြီဗျနေလို့မှကောင်းရလားမသိဘူးအိမ်ထဲမှာရှိလားရအကိုနဲ့မဆိုင်တာလေမင်းမနေအမင်းနဲ့ဆိုင်တဲ့အလုပ်ပဲမင်းလို့ဦးချင်းကျွန်တော်ပါကူပေးအောင်ဟဲ့ဘာမှကူကြမလို့မင်းကိုလို့ရင်ပြေးစုံနေဟဲ့ဟောတွေ့တော့လားမိုက်ကြည့်တာတဘောပေါက်တော့阿强，我讲你把你没呢？ညတက်ရှိလားလို့မေးတာပါမမကြီးtoi你讲你爱是可嘅ငါတို့ပွဲကအုတ်ကဆိုးဆိုရစီးလာဟုတ်ပါတယ်ခင်ဗျာမင်းကငါပြင်ပါလိမ့်စားနေတယ်ဟုတ်ဘာမှမဟုတ်ပါဘူးခင်ဗျာပွဲရုံမှာကျွန်တော်မတွေ့တာနဲ့မေးလိုက်မိတာပါဘာကိစ္စမှမရှိပါဘူးအေးဘာကိစ္စမှရှိလို့လည်းမရတော့ငါသမီးရဲ့စီးစိမ်ဥစ္စာကိုမဲမောပြီးယောက်ျားကမဲ့ပိုင်းလုံးလုပ်ချင်နေတဲ့အောက်တန်းစားရဲ့ရန်ကလွတ်ဖို့ငါသမီးကငါထိမ့်သိမ့်ထားတယ်မင်းကတခုပြောလိုက်မယ်ငါပါဝင်ချင်မှမင်းရှိဖို့မလိုတော့ပွဲရင်ကတာဝန်ရှိတယ်လို့လည်းငါပြောလိုက်မယ်မင်းငါခြံထဲကခုထွက်သွားတော့ထွက်သွားဆိုလို့ရှိရင်ကျွန်တော်ထွက်သွားပါမယ်ဒါပေမဲ့ကျွန်တော်ဒီလောက်ထိထိထိကြိုက်ကြိုက်နေနေတာကြီးပြောရအောင်ကျွန်တော်ဘာဖြစ်နေရှိလဲငါသမီးနဲ့ပတ်သက်နေတာမင်းအတွက်ကြီးမားတဲ့အဖြစ်ပဲဘင်းနဲ့ကွယ်တနာကမရုပ်ကလေးကိုဗန်းပြပြီးကိုနဲ့တိုင်ကြီးမတိုင်ကြီးမစင်စားဘူးသွားမင်းငါခြံထဲကခုချိန်ချင်းတော့သွားကိုနဲ့တန်းတဲ့ကိစ္စကိုလေဒေါ်လေးကဘယ်လိုသိသွားလဲမမေမနားရမျက်စိအများကြီးပဲကိုရဲ့ဒီပတ်ဝန်းကျင်ကလူတွေကမမေရဲ့အညိုညိုမခံကျင်ကြတာများတယ်လေပြီးတော့တက်ကလည်းဖုံးကွယ်ထားတာမှမဟုတ်တာမမေသိတာဘာစမ်းလို့လဲလို့ပြီးတော့တက်ကိုနဲ့မပတ်သက်ဖို့မဆက်ဆံဖို့တွေမပြောဘူးလားပြောတာပေါ့ကိုရဲ့ပြောတာမှပြင်းပြင်းထန်ထန်ကိုပြောတာကိုနဲ့ဒါဆက်ပြီးပတ်သက်နေမယ်ဆိုရင်သူ့အမေလို့မခေါ်နဲ့တော့တဲ့တဲ့ရဲ့အဲ့ဒါနဲ့တော့တက်ကအခုလိုကိုလာပြီးတွေ့ရသေးတယ်နော်
တစုံတရာတားစီတိုင်းနောက်ဆုတ်ရမယ်ဆိုရင်ကဘာပေါ်မှာဘယ်သူမှပေါင်းအောင်မှာမဟုတ်တော့ဘူးမိဘတွေဆိုလည်းဒီလိုပါပဲလေကိုရဲ့ကိုထက်ပို့ပြီးကိုသားသမီးကိုချမ်းသာစေချင်ကြတာပေါ့အဲ့ဒါတော့ကိုနားလည်ပြီနော်ကိုနားလည်ပါတယ်တဲ့ဒါမဲ့လေကိုနဲ့တဲ့ရဲ့နှစ်ယောက်ရှိရတော့အရန်ကိုရင်လေးစရာကောင်းတယ်ကွာကိုကလည်းကိုယ့်ဘက်မှာတက်တယောက်လောက်ရှိတာပဲအားမရပါနဲ့ကိုမြတ်တဲ့ငါနဲ့ကိုမိုက်လုံးကြည့်တယ်လို့ပြောရမလားမိုက်တွင်းနေတယ်လို့ပြောရမလားဟမ်နေသိမိုက်တယ်ညီမရဲ့အမေနင်းကိုဘယ်လောက်ထိပြောထားလဲဆိုတာနင်သိတယ်နော်ပြီးတော့နင်နဲ့ပတ်သက်လာရင်အမေကပြောတဲ့အတိုင်းလှုပ်တတ်တယ်ဆိုတာနင်နည်းနည်းလေးမစိုးရိမ်ဘူးလားကိုကအမေဘက်ကပဲစဉ်းစားနေတာ哦ညီမလေးဘက်ကလည်းတွေးကြည့်ပါအောင်ကိုကမှဆင်းရဲတယ်ဆိုတာလွယ်ဘာဖြစ်များရှိလို့လဲလို့ငါတစိမ့်တယောက်ရှင်းမနင့်ကိုတီးတဲ့ပုံကြီးမပြောချင်ဘူးနော်ဟဲ့ဟုတ်ကမင်းကလည်းနည်းနည်းပါးပါးတော့အလိုက်တီးတင်တာပေါ့ကွာမင်းကလေးပဲအတိုင်းဝိုင်းတစ်ခုလုံးကမင်းမလိုလားဘူးဆိုတာသိနေရဲ့နင်ဒီလိုပြောလာရတာငါအံ့ဩတယ်ဘသူတွေကလိုလားတာတွေမလိုလားတာတွေကျွန်တော်စိတ်ဝင်စားဘူးကိုချစ်တွေကျွန်တော်သိတာတစ်ခုပဲရှိတယ်မြတ်တဲ့ကျွန်တော်ကိုလိုလားနေတယ်ကျွန်တော်သူ့ဘေးနားမှာရှိနေပါပဲတကယ်လို့မြတ်တဲ့ကျွန်တော်ကိုမလိုလားတော့ဘူးဆိုရင်တော့ကျွန်တော်ဒီကိုနောက်ထပ်ဘယ်တော့မှထပ်ပြီးလာမှာမဟုတ်တော့မြတ်တဲ့ညီမကြားတယ်နော်အကိုနဲ့အမေရဲ့စိတ်ချမ်းသာမှုဟာငါညီမရဲ့စကားတစ်ခွန်းနဲ့ပေါ်မှာမူတည်နေတယ်ထားပါတော့ဟာငါအတွက်ဘာမှမစဉ်းစားနဲ့အမေရဲ့စိတ်ချမ်းသာမှုကိုတော့ငါညီမစဉ်းစားတင်တယ်ကိုကလက်သက်စီကိုမလာပဲမနေပါနဲ့နော်ချစ်ထွေးမင်းကအကိုတယောက်ဖြစ်ပြီးကိုညီမကိုထိမ့်သိမ့်ကာကွယ်နေတဲ့စိတ်မရှိဘူးလားဟုတ်ဗျာမင်းကလည်းကျွန်တော်သူ့ကိုစိုးမတဲ့တော့စိုးမပြီအမေသမီးကကလေးမှမဟုတ်တော့တာကျွန်တော်ဒီတဲ့ပူကြီးဘာပြောအောင်ပါလို့သူတို့နှစ်ယောက်ချင်းတွေ့နေတာဆိုမင်းပက်ပင်းမိတယ်ဆိုဟုတ်တယ်မင်းဟိုကောင်ဘာမှမလုပ်ခဲ့ဘူးမလားဟမ်အနည်းဆုံးချိန်မောက်ခဲ့ရမှာနောက်တစ်ခါမလာတိုင်းကိုချင်းရောက်တဲ့အနေနဲ့ထိုးခဲ့ရမှာမင်းအကိုဆုံးမနိုင်ခဲ့ရှိတယ်အမေရဲ့ကိုယ့်ဘက်ကတာလုံမှုအရေးကြီးပါတယ်နောက်ဘယ်တော့မှမလာနဲ့လို့အမေ